ဝန်ချန်တခုခုပြောလေနင်အမြဲတမ်းလင်းရီအကြောင်းပြောနေတာမဟုတ်ဘူးလားအခုတော့သူကနေရှိတက်မှာရောက်နေတာကိုနင်ကရှက်ပြီးစကားမပြောရဲဖြစ်နေတယ်ပေါ့လင်းရီဦးလေးကဝန်ချန်ရဲ့ဦးလေးပါဒီနေ့ဦးလေးပဲဆုံးဖြတ်ချက်ချပေးမယ်အခုကစပြီးသူမကမင်းလူပဲမင်းအရှိသွားခိုင်းရင်သူမအနောက်ကိုမသွားရဲစေရဘူးလင်းမီကမရေပဲမနေနိုင်အောင်ဖြစ်သွားတယ်တဲလဲဟန်ဆောင်ကောင်းပါလားဝန်ကြားရွာကလူတွေကတကယ်ကိုအရှက်မရှိကြတာပဲသူတို့ရဲ့ကိုကျိုးအတွက်တခြားတယောက်ကိုတစခံလုပ်ပြီးဈေးစစ်နေကြတယ်ဝန်ချန်နဲ့ကျွန်တော်နဲ့ကဘာမှမပတ်သက်တော့ဘူးပြီးတော့ခင်ဗျားတို့ရဲ့ဝန်ကြားရွာကလည်းကျွန်တော်နဲ့ဘာမှမဆိုင်တော့ဘူးခင်ဗျားတို့တောင်တွေပေါ်မှာပုတ်တိုးနေတဲ့အသီးတွေခင်ဗျားတို့ဘယ်လိုဒုက္ခမျိုးရောက်နေလဲဆိုတာခင်ဗျားတို့ကိုယ်တိုင်သိဆုံးပါအဲ့ဒါတွေကိုတင်ထားပြီးဝက်တွေကိုပဲကျွေးလိုက်ကြတော့ဟာဝန်ကြားရွာကလူတိုင်းအသက်ရှူမှသွားကြတယ်လင်းမီကဒီလောက်ချက်ချင်းကြီးတက်တက်တတပြောချလိုက်မယ်လို့သူတို့ဘယ်တော့မှမထင်ထားခဲ့ဘူးအထူးသဖြင့်အမောဟကြီးပေါ်သူမကပြုံးရွှင်ပြီးလာခဲ့ပေမဲ့လင်းရီစီကနေပါဖို့ပြင်းပြင်းထန်ထန်ရိုက်ခံလိုက်ရတယ်လို့ခန်းစားလိုက်ရတယ်လင်းမီငါတို့ရဲ့ကီဝီတီးတွေအပင်ပေါ်ကနေကျွေးကျသွားတာတော့ဟုတ်ပါတယ်ဒါပေမဲ့ငါတို့အဲ့ဒါတွေကိုကောက်ပြီးပြောင်းစင်းနေအောင်စီးကြောထားပြီးပါပြီစားလို့ရသေးတယ်လေအစိုးဆုံးအခြေအနေဆိုရင်တော့မင်းဈေးပေါ်ပေါ်နဲ့ဝယ်ပြီးတတိစီတူဘူးလုပ်လို့ရသေးတာပဲအဲ့ဒါခင်ဗျားတို့ပြဿနာပဲစီတူဘူးပဲလုံးရေစုံစည်းနဲ့ပဲရောင်းဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်နဲ့ဘာမှမဆိုင်ဘူးလင်းမီနင်းတကယ်ပဲဒီလောက်ထိရက်ဆက်တော့မှလားငါတို့အတူတူဖြတ်တန်းခဲ့တဲ့နှစ်တာကာလကိုနင်းမေ့သွားပြီလားအဲ့ဒီနေ့ရက်တွေကဘယ်လောက်ချုံမြင်ခဲ့လဲဆိုတာနင်းမေ့သွားပြီလားငါတို့ညနေခင်းလေးညင်းလေးထဲမှာအတူတူလမ်းလျှောက်ခဲ့ကြတယ်နှွေးထွေးတဲ့မီးဖိုချောင်လေးထဲမှာငါတို့အတူတူဟင်းချက်ခဲ့ကြတယ်ငါတို့မိုးတဲ့အထိဇလန်းတွဲတွေအတူတူကြည့်ခဲ့ကြတယ်အဲ့ဒါတွေအကုန်လုံးကိုနင်းမေ့ပြစ်လိုက်ပြီလားကျွန်တော်ရဲ့ခံစားချက်တွေကကျွန်တော်ကိုအသေးနှလုံးပေးတဲ့သူတွေကျွန်တော်အပေါ်တကယ်ကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့သူတွေအတွက်ပဲရှိတာဟောအရင်ကြီးအခွင့်အရေးမယူချင်ပါနဲ့ငါတို့ဝင်ကြားရွာကကိုနှိမ့်ချပြီးမင်းစီလာခဲ့တာအဲ့ဒါမင်းကိုမျက်နှာသာပေးတာပဲအခုမင်းကိုမင်းလူရဝင်နေပြီလို့ထင်နေတာလားမှတ်ထားလိုက်အခုကစပြီငါမင်းရဲ့ကုမ္ပဏီမှာတက်ဆွဲထားမယ်ပြီးတော့မင်းရဲ့ကုန်ကားတွေဂိတ်ကောက်ကနေဘယ်တော့မှထွက်မရအောင်လုပ်ပြင်မယ်ငါမသွားဘူးငါထွက်မသွားဘူးမင်းရဲ့ကုမ္ပဏီဆက်ဖွင့်လို့မရအောင်ကိုလုပ်ပြင်မယ်အဲ့ဒီအချိန်မှာပဲလင်းဘီယူပက်ရဲ့အဝင်ပေါက်ရှိကိုအသစ်ဆက်ကားစီတရားကျော်ဆိုင်ရောက်လာတယ်လီကြားရွာចောင်းကြားရွာကွမ်ကြားရွာနဲ့ဝူကြားရွာကလူတွေတစ်ချိန်ကလင်းမီရဲ့အကူအညီကိုရရှိခဲ့မှုတဲ့သူတွေအားလုံးကားတွေပေါ်ကနေဆင်းလာကြတယ်မင်းတို့တွေအစွမ်းပြနေတာကိုကြည့်ပါဦးမင်းတို့ဘယ်သူလို့ထင်နေကြတာလဲသူတို့ကဝန်ကြားရွာကလူတွေကိုလွတ်ပေါက်မရှိအောင်တင်းကျပ်စွာဝိုင်းရံလိုက်ကြတယ်လင်းဂယူဘက်တာမရှိရင်ငါတို့လီကြားရွာလည်းဒီနေ့လိုအခြေအနေမျိုးရောက်လာမှာမဟုတ်ဘူးလင်းဂယူဘက်ကိုဘယ်သူပဲလာထိငါတို့ရှိသမျှအင်အားနဲ့ပြန်ချမယ်ဟုတ်တယ်ငါတို့ចောင်းကြားရွာလည်းအပါပဲငါတို့ဝန်ကြားရွာလည်းအပါပဲသူတို့ရဲ့မိုးချုံတန်လိုအားပေးထောက်ခံမှုတွေကလင်းဂယူဘက်တစ်ခုလုံးမှာပဲ့တင်ထက်သွားတယ်ဝန်ကြားရွာကလူတွေဟာလုံးဝပိတ်မိသွားပြီးတယောက်ပြီးတယောက်မြေကြီးပေါ်ခွေကျသွားကြတယ်ကလေးတွေကကြောက်လန့်တကြားငိုကြွေးကြပြီးလူတော်တော်များများကတော့ကြောက်လုံးလို့ဘောင်းပီထဲတောင်တိထွက်ကြကုန်တယ်အမောဟကြီးလည်းဆက်ပြီးမောက်မမနေနိုင်တော့ဘူးဒီလောက်ဝေးကြီးထိလာကူညီပေးကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်အခုကျွန်တော်ကြီးညာချင်တာကတော့ကျွန်တော်တို့ရဲ့အစစ်မြစ်တတိတွေကဝယ်လိုအားအရန်ကောင်းနေတဲ့အတွက်လာမယ့်နှစ်ကစပြီးတတိစီနှုံးအားလုံးကိုတပေါင်ကိုပြားငါအဆက်ထပ်တိုးပေးမယ်အပြင်အစုရှယ်ယာရှင်အားလုံးကိုလည်းနှစ်ကုန်အမျက်ဝေစုတွေပေးသွားပါမယ်လူအုပ်ကြီးကအော်ပါပေးအော်ဟစ်နေချိန်မှာဝန်ကြားရွာကလူတွေကတော့မြေကြီးပေါ်မှာအသက်မဲ့တယ်လို့လဲလျောင်းနေကြပြီးသူတို့စီကခွန်အားတွေအကုန်လုံးစုပ်ယူခံလိုက်ရတယ်လို့ပါပဲနေ့တွေကြာလာတဲ့အခါလင်းမီဟာကြော်ကြားတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်လာပြီးတောင်သူလယ်သမားတွေကိုကူညီပေးတဲ့အတွက်တနိုင်ငံလုံးကသိကြတယ်ကင်မရာတွေမီးအောင်တွေဝင်းရလျက်နဲ့သူ့နောက်ကိုလိုက်ခဲ့တဲ့ရွာတိုင်းလင်းမီကလှပတဲ့အိမ်တစ်တွေစောက်ပေးခဲ့တယ်တရွာပြီးတရွာပေါ်အဲ့ဒီအချိန်မှာဝန်ကြားရွာကလူတွေကတော့တနေ့တခြားကိုဆင်းရဲလာကြတယ်သူတို့တဲကပုံများလာတဲ့လူတွေကအလုတ်လုံးပုံမျိုးကိုထွက်ခွာသွားကြတယ်ဘာလို့လဲဆိုတော့အ ਨੇ ဆုံးမျိုးမှာဆိုရင်ဝိုင်းရဲ့အတွက်ရုန်းကန်လို့ရသေးတာကိုဝန်ကြားရွာဟာလုံးဝကိုတေဆုံးနေတဲ့ရွာကြီးအဖြစ်ပြောင်းလဲသွားခဲ့တယ်ဝန်ချန်ကတော့မိဘတွေကသူမကိုလောင်းကစားသမားတယောက်နဲ့ပေးစားလိုက်ကြတယ်သူမကစားတော့ဆိုင်လေးတစ်ဆိုင်ဖွင့်ခဲ့ပေမဲ့ပတ်စံတွေအကုန်လုံးကိုသူမယောက်ျားကလောင်းကစားလုပ်ဖို့ယူသွားခဲ့ပြီးသူမကိုအမြဲတမ်းရိုက်နှက်ဆဲဆူနေခဲ့တယ်ပတ်စံပဲမှာလဲအခုပေးစမ်းပြီးတော့ဝန်ချန်ဟာနေတိုင်းဟင်းတွေချက်ပြုတ်ကြလို့ရင်းနဲ့အချိန်ကုန်ဆုံးခဲ့ရပြီးဘဝကသူမကိုအချိန်တိုအတွင်းမှာပဲရုပ်ရင်ရော်နေတဲ့မိမကြီးတယောက်အဖြစ်ပြောင်းလဲပြစ်လိုက်တော့တယ်ဘဝဆိုတာအိမ်မက်တစ်ခုလိုပါပဲနောက်ဆုံးတော့အရာအလုံးကကံကြမ္မာပါပဲလေ